မင်းကလေးတယောက်ဟာမင်္ဂလာပွဲညစာပြီးသွားတဲ့နေ့မှာပဲဖခင်ကလမ်းကြားထဲမှာတားပြီးထိခိုက်စေခဲ့တယ်မိဘတွေကွက်ရှင်းပြီးနောက်အမကမိခင်နောက်လိုက်ပြီးချမ်းသာတဲ့မိသားစုဆိုတဲ့အိမ်ကိုသွားခဲ့ပေမဲ့အဲ့ဒီမိသားစုကအမှန်တကယ်ချမ်းသာမဟုတ်ခဲ့ဘူးမင်းကလေးကတော့ဖခင်နဲ့အတူနေရင်းနောက်ဆုံးမှာမြို့မှာအချမ်းသာဆုံးသူရဲ့သားနဲ့လက်ထပ်ခဲ့တယ်ဒါပေမဲ့အမကဖခင်နဲ့ပူပေါင်းပြီးသူမစီကအရာအလုံးကိုယူသွားခဲ့တယ်နောက်တစ်ခါမျက်စိဖွင့်လိုက်တဲ့အချိန်မှာမင်းကလေးဟာမိဘတွေကွာရှင်းတဲ့နေ့ကိုပြန်မွေးဖွားလာခဲ့တယ်ဒီဘဝမှာတော့အမကဖခင်ဘက်ကိုရွေးခဲ့ပြီးအချမ်းသာဆုံးသူရဲ့သားနဲ့လက်ထပ်ဖို့သဘောတူစာချုပ်ကိုခိုးယူခြင်းခဲ့တယ်မင်းကလေးကအမလည်းပြန်မွေးဖွားလာတာကိုသိသွားပေမဲ့အရင်ဘဝမှာသူမရဲ့ကြိုးစားမှုမရှိရင်မိသားစုကအရင်ကတည်းကလုံးဝချွတ်ချသွားမယ်ဆိုတာကိုမပြောခဲ့ဘူးမင်းကလေးကမိခင်နောက်လိုက်မယ်လို့ပြောလိုက်တဲ့အခါအမကသူမရဲ့အနာဂတ်ဘဝကအရန်ခက်ခဲမယ်လို့လှောင်ပြောခဲ့တယ်ဒါပေမဲ့မင်းကလေးကချမ်းသာတဲ့မိသားစုစီကိုမတုံမလုံးနဲ့သွားခဲ့တယ်ဖိုးကြီးတယောက်ကသူ့ရဲ့မြင်းနှစ်ယောက်ကိုပျက်စီးပွဲအသုံးစရိတ်များလုံးတယ်လို့ဆူနေခဲ့တယ်အဲ့ဒီမိသားစုကအလွန်ချမ်းသာပေမဲ့အဖိုးကိုအိမ်ထဲပြန်ခေါ်လာပြီးနောက်သူ့ကိုပျော်ရွှင်စေဖို့အလွန်ချွေတာစွာနေရခဲ့ရတယ်ဈေးတွေကအလုပ်သမားတွေကိုထုတ်ပယ်ပြီးဈေးပေါ်တဲ့အဝတ်အစားတွေဝတ်ခဲ့ကြတယ်နေထိုင်တဲ့အိမ်ကြီးကိုပါတငယ်ချင်းကချီးထားတာလို့အကြီးဆုံးမြေးကလိန်ပြောခဲ့တယ်အဲ့ဒီအချိန်မှာမင်းကလေးဝင်လာပြီးသူမရဲ့ရိုးရှင်းတဲ့ဝတ်စားပုံကြောင့်အဖိုးကြီးကအသေးရောက်လာတဲ့မြင်းမလေးကိုအရန်စိတ်ကျေနပ်သွားခဲ့တယ်ရင်ဘဝမှာအမကဈေးကြီးဆုံးအဝတ်တွေဝတ်လာတာကြောင့်အဖိုးကြီးကမကြိုက်ပဲဆူခဲ့တာပဲဖြစ်တယ်အကြီးဆုံးမြေးကမင်းကလေးဟာချမ်းသာသူတွေကိုကတ်လန်းဖို့လာတယ်လို့ထင်ပြီးမိသားစုရဲ့အမှန်တကယ်ချမ်းသာမှုကိုဖုံးကွယ်ထားခဲ့တယ်မင်းကလေးကတော့ကိုယ်တိုင်စတင်ပြီးမိသားစုဝင်တွေကိုစောင့်ရှောက်ခဲ့တယ်ချိန်ကြာလာတော့အကြီးဆုံးမြေးကသူမကိုချစ်မြတ်နိုးလာခဲ့တယ်တနေ့မှာမင်းကလေးနဲ့တတိယမြေးအငင်းပွားကြပြီးမိခင်ရဲ့အမတ်တရလက်စွပ်ကိုညောင်းနေကြသွားခဲ့တယ်မင်းကလေးကချက်ချင်းပြန်ယူပေးခဲ့ပြီးလက်ကိုဖြတ်မိသွားခဲ့တယ်တတိယမြေးကအရန်လှုပ်ရှားသွားပြီးပထမဆုံးအကြိမ်ဖြစ်သူမကိုအမှန်တကယ်အမအဖြစ်လက်ခံလာခဲ့တယ်နောက်တော့မြေးနှစ်ယောက်ကမင်းကလေးကိုအစင်းမြင့်စားတောက်ဆိုင်တစ်ခုကိုခေါ်သွားခဲ့တယ်မင်းကလေးကဈေးကြီးလွန်းလို့ညင်းကျင်ပေမဲ့တတိယမြေးကအဲ့ဒီစားတောက်ဆိုင်ကသူတို့ပိုင်တာလို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာအမဝင်လာပြီးသူတို့၃ယောက်ကချမ်းသာရောင်ဆောင်နေတဲ့မန်နေဂျာကိုခေါ်ပြီးမင်းကလေးကိုထုတ်ပယ်ခိုင်းခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲမန်နေဂျာကအကြီးဆုံးမြေးကိုဥညွတ်ပြီး boss လို့ခေါ်လိုက်တဲ့အခါအမကအံ့အားသင့်သွားခဲ့တယ်